ကလေးမလေးရဲ့အနာဂတ်အတွက်ဖခင်တယောက်ရဲ့ရုန်းကန်မှုကမိသားစုတစ်ခုလုံးကိုကွဲကွာသွားစေခဲ့တာဘာကြောင့်လဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖခင်တယောက်ဟာသူ့သမီးလေးရဲ့ဓာတ်ပုံကိုကြည့်ပြီးအဝတ်စားတွေထည့်နေပါတယ်သူ့သမီးလေးကိုဖတ်ခွန်လို့နာမည်ပေးမယ်လို့ဆုံးဖြတ်ထားပြီးသမီးလေးကိုကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်မယ်လို့ကတိပေးခဲ့တယ်သူ့ဇနီးနန်ဖောင်ကလည်းသမီးလေးအတွက်ကံကောင်းစေတဲ့ဖဲကြိုးလေးကိုစီးပေးထားကြောင်းပြောပြတယ်သူတို့နှစ်ယောက်ဟာဆင်းရဲလွန်းလို့မြို့ကြီးပြကြီးကိုပြောင်းရွှေ့လာပြီးအလုတ်ကျန်းတွေလုတ်ကင်ရင်ဘဝကိုရုန်းကန်နေရတာပါတနေ့တခြားပိုဆိုးလာတဲ့ဆင်းရဲဒုက္ခတွေကြောင့်သူတို့မိသားစုဟာခောက်ဆွဲချောင်းနဲ့ကြက်ဥကင်လေးကိုပဲအတူတူဝေမျှစားတောက်နေရတယ်။ဇနီးဖြစ်သူနန်ဖောင်ကတော့စိတ်တက်ကြပြီးမျက်နှာညှိုးငယ်နေတာပေါ့။ဖခင်ကသူမကိုအားပေးရင်းနန်ဖောင်ဘာလို့မျက်နှာညှိုးနေတာလဲ။တို့တွေမျောလင်းချက်ရှိရမယ်။ဒီနေ့ကြက်ဥကင်မရောင်းရရင်တော့မနှက်ဖြန်ကြရင်တော့ရောင်းရမှာပဲ။ဒါမှမဟုတ်တခြားအလုပ်တွေလည်းလုပ်လို့ရသေးတာပဲလို့ပြောခဲ့တယ်။ဒါပေမဲ့နန်ဖောင်ကတော့အကိုတို့တွေဘယ်လိုလုပ်ရောင်းရမှာလဲ။ရင်းနှီးဖို့ပတ်စံတော့မရှိတော့ဘူး။တနေ့စာစားဖို့တောက်ဖို့တောင်မလောက်မငဖြစ်နေပြီးနောက်ပြီးအခန်းကကောဘဲကရမှာလဲဆိုပြီးစိတ်ပြက်လက်ပြက်ပြန်ပြောရှာတယ်။ဖခင်ကဇနီးတဲ့ရဲ့လက်ကိုစုပ်ကင်ပြီးအကိုပို့ကြိုးစားမယ်။ဒီလက်နှစ်ဖက်နဲ့ပဲသမီးလေးနဲ့နန်ဖောင်ကိုရှာကျွေးမယ်။ဒီခံပါတော့အကိုရဲ့ချစ်ဇနီးလို့ကတိပေးခဲ့တယ်။ဒါပေမဲ့ကလေးမလေးကငိုချလိုက်တော့ဖခင်ဟာရင်ထဲကစိုးနေနေတဲ့ခံစားချက်တွေကိုတချင်းတစ်ပုတ်နဲ့ဖော်ပြခဲ့တယ်။ဆင်းရဲဒုက္ခတွေကြားကနေအိမ်ကိုလွမ်းဆွတ်တန်းတပြီးမိဘတွေကိုတတိယနေတဲ့သူ့ရဲ့ခံစားချက်တွေပေါ့။နောက်ဆုံးတော့ဖခင်ကသူ့တူကိုပြောပြတယ်။သမီးလေးကတငယ်တန်းကြောင်းတက်ရတော့မှဒါကြောင့်ဦးလေးကသူတို့ကိုရွာပြန်ပို့လိုက်ရတာဒီလိုနဲ့ဖခင်ဟာသူ့ရဲ့ဇနီးနဲ့သမီးလေးကိုကျေးလက်ဒေတာကိုပြန်ပို့ဖို့ဆုံးဖြတ်ခဲ့ရတာပါဇနီးဖြစ်သူနန်ဖောင်ကလည်းအကိုနန်ဖောင်သမီးလေးကိုခေါ်ပြီးအိမ်ပြန်တော့မယ်အနည်းဆုံးတော့ကလေးလေးစားစရာတော့ရှိမှာပေါ့နောက်ပြီးကလေးလေးကသူငယ်တန်းကြောင်းတက်ရတော့မှလေအကိုနန်ဖောင်တို့အိမ်ပြန်တော့မယ်နော်လို့မျက်ရည်တွေနဲ့ပြောပြီးခွဲခွာသွားခဲ့တော့တယ်ဖခင်ဖြစ်သူဟာသူ့မိသားစုအတွက်အကောင်းဆုံးဖြစ်အောင်စူးစမ်းခဲ့ပေမဲ့နောက်ဆုံးမှာတော့ချစ်ရတဲ့ဇနီးနဲ့သမီးလေးကိုဆွန့်လွတ်ပြီးတယောက်တည်းရုန်းကန်နေခဲ့ရပါတော့တယ်